သောတင်္စပဋိစ္စတတ္ထေစဥပ္ပစ္စတိသောတာဝိညာဏကြာတိစိတ်ကလေးကလည်းဒီတိုင်းပဲတဲ့သောတာပတ္တာရယုတ်ဆိုတဲ့အခြေခံဝတ္ထုယုတ်ရဲ့တတ္ထာယုတ်ဆိုတဲ့အတန်ယုတ်ရဲ့အဲ့ဒီနှစ်ခုထိခိုက်လိုက်တဲ့အခါကျတော့ထိခိုက်တာလည်းအလွန်ကြီးတယ်နော်ကောင်းငယ်မှာကြည့်စီမရှိဘဲနဲ့မိုးချိန်တာသိတယ်မဟုတ်လားမှန်ပါပါဗျာဒီကမှဒုံနဲ့တိုက်ရိုက်တာမဟုတ်အပူနဲ့အေးအဲ့ဒီမှာတိုက်ခိုက်ပြီးတော့အတန်ကြီးတွေကအောက်ကတီးတီးတဲ့အတန်နဲ့တောင်ပြင်းထန်သေးတယ်နော်မှန်ပါပါဗျာမိုးကြိုးများပြစ်လိုက်ရင်ပိုးဆိုးသေးတယ်မှန်ပါပါဗျာအဲ့တော့ဒီမှာလည်းပဲနားထဲမှာအတန်နဲ့ခုနကသောတပတ္တာရနဲ့နှစ်ခုတိုက်လိုက်တာနဲ့တပြိုင်နက်ခုနအတန်သိတဲ့စိတ်ကလေးကပေါ်လာတယ်ဒါလည်းနားထဲကနေထွက်လာတာမဟုတ်ဘူးတဲ့ဒီသိတဲ့စိတ်ဟာအကြောင်းကြောင့်ပေါ်လာတယ်ပိုရှင်းအောင်မိจิตဖူးလေးကိုပဲစဉ်းစားမိจิตဒီ gas မိจิตဖူးလေးပဲစဉ်းစား gas မိจิตမှာကြည့်နေမိရှိနေလို့ရှင်ပူမှာပေါ့လောင်မှာပေါ့မရှိဘူးဆိုသေးကြတယ်လေမရှိဘူးဆိုလက်တွေ့ပြလို့ရတယ်လက်တွေ့ပြလို့ရလို့အိတ်ထောင်ထဲထည့်သွားဟုတ်လားမှန်ပါအကယ်၍မိရှိမယ်ဆိုရင်ဘယ်ခံနိုင်မှာတော့လောင်သွားမှာပေါ့လူကိုအဲမရှိဘူးဆိုသေးကြတယ်သို့တော့အကြောင်းတစ်ခုထပ်ပြီးတော့ထည့်လိုက်တယ်လူကနေပြီးတော့ဖိကိုချစ်လိုက်တယ်ဟောမီးပေါ်လာတယ်အဲ့ဒီသဘောပဲမှတ်ထားပေါ့ကောင်းပြီထို့တူပဲနန္တိစိတ်ဟာလည်းပဲနှာခေါင်းနဲ့အနံ့နဲ့ဆုံပြီးတဲ့အခါမှာပေါ်လာတယ်လျက်တိစိတ်ကလည်းကြည်လျက်တိစိတ်ကြတော့ပို့ပြီးတော့သိတာပေါ့နော်လျက်တိစိတ်ဆိုတာကြည်ရတယ်လေဒါမို့ဟင်းချက်ပြီးမြည်ရတယ်မဟုတ်လားမှန်ပါပါဗျာမမြင်ချိုးတယ်ပါတယ်မသိဘူးတခါတလေဟုတ်လားတရတိမဲ့မဲ့လေးခွဲထားတဲ့အခါကျတော့ကြည်မျက်စိကကြည့်တော့ဩခါတိုင်းဒီအစင်းလေးနဲ့ချိုးတယ်လို့တင်ညာကမှတ်ထားတာသွားစားလိုက်တော့မလေးချင်လိုက်တာမပြောနဲ့ဟောတကယ်ဆုံးဖြတ်ပေးနိုင်တာကြတော့ဟုတ်လားရှားပေါ်ရောက်မှသိသွားတာပဲမဟုတ်လားမှန်ပါပါဗျာချိုးတယ်ထင်လို့စားလိုက်ရင်ချင်တာတွေးခြင်းတွေးမယ်ချင်တယ်လို့အထင်နဲ့ရောက်တာကနေပြီးတော့ချိုးနေတာလဲတွေးကောင်းတွေးလိမ့်မယ်ပေါ့တယ်လို့ထင်တာကငံကျင်လဲငံနေလိမ့်မယ်ငံတယ်လို့ထင်တာကပေါ့ကျင်လဲပေါ့နေမယ်အားလုံးဟာရှားကြမှသိတာကြည့်ပဲမဟုတ်လားမှန်ပါပါဗျာဒါကြောင့်မို့မြတ်စွာဘုရားကဇီဝံစပဋိစ္စရတေစ္စဥပ္ပစ္စတိဇီဝဝိညာဏတိဏ္ဏသင်္ကတိဖတ်တော်နော်ရတ္တယုံရဲ့ဒီဇီဝပတ္တာရရဲ့ရတ္တယုံရဲ့နှစ်ခုပေါင်းစပ်လို့တဲ့အရသာသိတဲ့စိတ်ကလေးပေါ်တာပါထို့တူပဲကာယပတ္တာရနဲ့ဖုဒ္ဓပဒီနှစ်ခုစုံမိသွားတဲ့အခါကျတော့ထိတိစိတ်လေးပေါ်တာပါ